好，喂呀，搞了哪球来着？啊，ဆိုတော့ကိုယူနိုတရွေးနဲ့ထွင်ဘလူးဖြစ်တွေ့ရမှာလဲဆိုတော့ flying ကြီးပြီးတော့အထားကြတယ် What the အလုံးမရောက်ရေးဒါလောက်စိုးသွားနေရတယ်ငါခလေးမဟုတ်ရလားတဲ့ဘယ်ရမလဲပြန်ပြောလိုက်တာပေါ့အမေခလေးမဟုတ်ပါဘူးလို့ကိုခလေးပါလို့ဟယ်လိုကျွန်တော်ပြန်ပေါ်လာပါပြီနော်ကျွန်တော်တော့ထုံးစံနဲ့ကျွန်တော်ပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်တော့ထုံးစံနဲ့ကျွန်တော်ကိုကစ်ပဲဖြစ်ပါတယ်ဗောနော်ကာတီလုံးနဲ့ချောင်းကိုကာကင်းဆက်တာကစ်ကိုကစ်ကဲဒီနေ့လေးမှာလဲကျွန်တော်အကောင့်တွေအတွက်ကျွန်တော်ခေါင်းစဉ်တိုက်တဲတော့မရှိပါဘူးခေါင်းစဉ်တိုက်တဲတော့မစင်းစားရသေးဘူးတိုက်တဲတော့မစင်းစားရသေးဘူးဒါပေမဲ့ကျွန်တော်အကောင့်တွေအတွက်ကျွန်တော်ရှိစရာဟာတာလေးကျွန်တော်စုထားပါတယ်အလုပ်ပေးမှလာလို့အလုပ်မှာစိတ်ညစ်လာလို့စိတ်ညစ်တာတွေပျောက်အောင်ဟာတာလေးကျွန်တော်ဗီဒီယိုလေးကြည့်ပျော်သွားတယ်ဆိုရင်သူတို့ပျော်သွားတယ်သူတို့စိတ်ကျဉ်းနေသွားတယ်သူတို့ပျော်သွားရင်မုံတော့ပြုံးသွားတယ်ရီးမိသွားတယ်ဆိုရင်ကျွန်တော်ကျဉ်းတတ်တယ်ဟုတ်တယ်နော်အဲ့လိုတွေဖြစ်အောင်ကျွန်တော်လူဟာတာလေးလုပ်ပေးနေရခြင်းဖြစ်ပါတယ်ဗောနော်ဒီနေ့အများကြီးစုထားတယ်ကဲအဲ့ဆိုချင်းမဆွဲပဲ let's go စားလိုက်ပါဗျာလောက်တော့ဖြစ်တယ်ရုပ်ကငါသုံးပြီးသားဣပါရုံဟာဘာတော့ကနေပြန်ကြည့်ရုပ်ကငါသုံးပြီးသားဣပါရုံนี่แกๆနေပေါ့ငါတော့စိတ်မကူอ่ะဒီလောက်တော့ဖြစ်တယ်နေဘာလဲရုပ်ကငါသုံးပြီးသားဟိုဟာရုပ်နေဆိုတော့ဘာလဲအဲ့လောက်နီးကဲဘက်ကတ်နေဖို့စိတ်တော့မကူဘူးဒါကြိုးကြီးတို့ဒါတကွာစားတာကွာသိရမလား nice တော့ကြည့်တော့မင်းတို့အားချင်းမှာစောကြီးမကြီးကဒီညအမှစပြီးတက်ဆိုင်တာကွာသိလားအဲ့လို comment တော့ဘယ်လိုစကားပြောလိုက်ကိုဘယ်လိုပြန်ပြောမယ်ဆိုတော့အဲ့ဒါတိုကီအမှစပြီးစားတော့တာပဲအမှစကွာတော့တာပဲကဲအခုကြိုးကြီးတွေစောဘာလို့ကြည်ရဆိုမင်းတို့တွေ့တယ်မဟုတ်လားနော်ဆက်ကြည့်မယ်ပါဠိကန်ကျင်တော့တဲပြောမသွားဘူးဟာသဘောကျတယ်မုံတော့ပါရိုက်တာနော်သူတို့ကအကောင့်ဘက်ကတွေ့တတ်တာပါဠိကန်ကျင်တာတော့တဲပြောမသွားဘူးအမေ emotional damage ငါပြကြည့်ငါအစားဒီညလေးကြိုက်တယ်နော်ဘာလဲရုပ်ကငါသုံးပြီးသားဣပါရုံအဲ့လောက်နီးကဲနေပေါ့ငါတော့စိတ်မကူอ่ะအမေဒီလောက်တော့ဖြစ်တယ်ပါဠိကန်ကျင်တော့တဲပြောမသွားဘူးဟာမုန်းတယ်လွမ်းစရာရှိလဲနာစရာနဲ့ပဲဖြေရမှာပေါ့နော်ဒါလည်းအဲ့လောက်နီးကပ်နေဖို့ငါတော့စိတ်မကူဘူးအမေအဲ့ဆိုတော့ဟောပါချလိုက်တော့ဗာပြောတယ်အဲ့လောက်မဟုတ်ပါလေးကန်ကျင်တော့တဲပြောမတော့အမေငါကောင်မတော်လာနော်မစွမ်းတော်တယ်ဟာ喂呀，搞了哪球来着？啊，ဆိုတော့ကိုယူနိုတရွေးနဲ့ထွင်ဘလူးဖြစ်တွေ့ရမှာလဲဆိုတော့ flying ကြီးပြီးတော့အထားကြတယ် What the အလုံးမရောက်ရေးရပြင်းနော်ကြည်တောင်ကောက်ချိုးလိုက်တော့ခေါင်းတွေပါရောလိုက်မှာမိုင်းကပေးရတော့မှာထားကြအမငါလည်းပါဒီကောင်ငါတမင်ကြိုက်လို့ငါအစိထားပါဖလိုင်းကပေးရတော့မှအထားကြတယ်ဖြစ်သွားသေးတယ်နော်ဖလိုင်းကပေးရင်ဗါလေအထားကြတယ်အမေငါကောင်ရဲ့မင်းဘောကလေကွာအစ်မကြည့်ဘူးအမေကပြောတယ်ဒါလောက်စိုးသွားနေရတယ်ငါခလေးမဟုတ်ရလားတဲ့ဘယ်ရမလဲပြန်ပြောလိုက်တာပေါ့အမေခလေးမဟုတ်ပါဘူးလို့ကိုခလေးပါလို့ရောက်အပြုံးကြီးအတက်ကွာရကိုခလေးလေးနော်ကိုခလေးလေးအမေကပြောတယ်ဒါလောက်စိုးသွားနေရတယ်ငါခလေးမဟုတ်ရလားတဲ့ဘယ်ရမလဲပြန်ပြောလိုက်တာပေါ့အမေခလေးမဟုတ်ပါဘူးလို့ကိုခလေးပါလို့
တရားရောက် slow motion လေးထည့်ပေးလိုက်ပါကွာ edit လေးလုပ်တဲ့လုပ်ပေးလိုက်ပါနော်သူခင်ဗျ edit မလုပ်တော့အဲ့လိုလေးကြောင်းကြည့်နေအဲ့အပြုံးနဲ့ပဲတက်နေရနော်ငါထင်ဒါဘယ်လိုပြောမလဲဒါကိုကိုဒီအပြုံးနေနေတာပြူစားတာထင်နေသိလားဟုတ်လားကိုတန်းလန်းဆွဲဖြစ်နေတဲ့အကြောင်းရကိုခလေးလူကိုတန်းလန်းဆွဲဖြစ်နေတဲ့အကြောင်းရဒါလေးဒီလိုပြူစားတာဖြစ်မှာပေါ့နော် ဆက်လိုက်တွေမတောင်းနဲ့ယောဂရလိမ့်မယ်မမနှခမ်းအောင်လာနဲ့မမနှခမ်းအောင်လည်းယောဂမရ ပါတယ်မောင်လေးစလိတ်တွေမတောင်းနဲ့ယောဂရလိမ့်မယ်မမနှက်ခမ်းကိုလာနဲ့မမနှက်ခမ်းလာနိုင်ယောဂမရဘူး ဒီမှာညီလေးတို့ဆက်လိုက်ပဲဆက်တော့သူတို့ပါစံငုံမိသားကြီး ဟာအိုးနေတော့ကျန်းဝင်တိုင်းနေတော့ကျန်းဝင် တောင်းလိုက်ဆက်လိုက်တွေမတောင်းနဲ့ယောဂရလိမ့်မယ်မမနှခမ်းအောင်လာနဲ့မမနှခမ်းအောင်လည်းယောဂမရ ဒီမှာညီလေးတို့ဆက်လိုက်ပဲဆက်တော့သူတို့ပါစံငုံမိသားကြီး မင်းတို့ကပြောနေတယ်နော်မင်းတို့ကောင်းမလေးတွေကမင်းတို့ပြောမယ်ကွာဘယ်လိုဒီစလိတ်မတောင်းနဲ့ကိုစင်မတောင်းနဲ့မောင်မတောင်းနဲ့အဲ့လိုစလိတ်မတောင်းပါနဲ့ဘွားလေးပြီးမယ်မမနှက်ခမ်းလေးလာနဲ့အဲ့ဒါဆိုရင်ဒီမှာ तू ပြောတဲ့အတိုင်းလေးပဲနော်ပါတယ်ငါမပြောချင်ကွာညာပိုင်းမို့လို့နော်ငါမပြောချင်ဘူးအဲ့ဒါဆိုမင်းတို့ရွေးချယ်တာ choice တွေကမများတော့ဘူးကွာဘယ်လိုပြောသိလားဆိုစလိတ်ဖြန့်ရင်ကောင်းမလားစော်လဲမလင်းယူပါညာဆိုတဲရောပလိုက်မင်းတို့နှက်ခမ်းဘာဖြစ်ပြီးသားတဲရောပလိုက်သိလား 哎呦我的妈！ ဘူးသီးနဲ့ဘာဖြစ်တာလောင်ဘူးသီးနဲ့ဘာဖြစ်တာ 要给呀啥耶？给呀，给呀钱了我 bank အမေ给呀啥喏？ဟာ ဘယ်လိုဖြစ်တာ ဘောက်တွေပါရိုက်ခွဲမလို့ ဟာ ဘောတယ်ကျွန်တော် မော်ဘူးတီကကျွန်တော်တို့အာ အမ် ဘောသားသေးသေးပတ်မလို့ကိုမေကိုလို့ကျွန်တော်ပေါ်တင်ဆဲပြီးခပတ်တဲ့ချွေရိုက်ဖို့လို့ အေးရောက်ခလေးတွေကငါတို့လည်းကျန်းနေနော်ငါပြန်မယ်နော်ဘူးဒီနဲ့နော်ဘူးဒီဆိုပြန် မင်းဘူးသီးနဲ့ဘာဖြစ်တာလောင်ဘူးသီးနဲ့ဘာဖြစ်တာ အမေ ဘယ်လိုဖြစ်တာ ဘောက်တွေပါရိုက်ခွဲမလို့ ဟာ ဘောတယ် မော်ဘူးတီကကျွန်တော်တို့အာ အမ် ဘောသားသေးသေးပတ်မလို့ကိုမေကိုလို့ကျွန်တော်ပေါ်တင်ဆဲပြီးခပတ်တဲ့ချွေရိုက်ဖို့လို့ အမေ ဘောညင်ရကျွန်တော်လာတာ ဘယ်ညာကြီးလဲဒီညာကြီးလား ညင်ရကျွန်တော်လာတာ အမ် သူ့လုံးလို့မရလို့ဆိုကျွန်တော်နေရာနဲ့ဘောနဲ့ဆောင် ဟာသူ့လို့မရလို့ကျွန်တော်နိုင်နဲ့ကောင်းတယ်ပြေးဆောင်ပလိုက်တယ်မလိုက်တာညီလေးရေမင်းဆောင်ရထားကြတယ်ဒီဆောင်ရထားကြ ဘောတော့နည်းနည်းထိပါ ကောင်းနေတဲ့ထိပါလို့မင်းဒီလူပုံဖြစ်သွားငါထင်တယ်ဗသိလားကောင်းနေတဲ့မင်းထိပါလို့ဖြစ်လောက်တယ်သိလားပြန်ပါတယ်သူ့မလောက်ရလို့နိုင်ရနဲ့ကောင်းတဲ့ပြေးဆောင်ပလိုက်တယ်ကောင်းတော့လည်းထိသွားတယ်ညီလေးကောင်းတဲ့နဲ့ထိသွားတယ်ဒီလိုပုံစံဖြစ်သွားလို့လုံစံဖြစ်သွားတာကအဲ့အကြောင်းနဲ့ဆိုင်မယ်ထင်တယ်ကိုကြီး